ဒီနေ့ကျွန်တော်တို့စမ်းပြမယ် lab ကတော့ဒီ virtual private cloud လေးတစ်ခုတည်ဆောက်မယ်ပြီးလို့ရှိရင်အဲ့ဒီ virtual private cloud အသစ်ထဲမှာကျွန်တော်တို့က net gateway လေးတစ်ခုတည်ဆောက်မယ် internet gateway လေးတစ်ခုတည်ဆောက်ပါမယ်ဒါကျွန်တော်တို့စမ်းပြမယ် lab diagram ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က AWS cloud ပေါ်မှာကျွန်တော်တို့ကဒီ region တစ်ခုယူလိုက်မယ်ဒီ lab ထဲမှာတော့ကျွန်တော်တို့ကဘာကိုယူထားလဲဆိုရင် mobile region ကိုယူထားတယ်ပေါ့နော်အဲ့တော့ virtual private cloud လေးတစ်ခုတည်ဆောက်မယ်သူ့ရဲ့ site address ကကြတော့ 10.0.0.0/16 လို့ယူထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ virtual private cloud အသစ်ထဲမှာကျွန်တော်တို့က subnet နှစ်ခုလုံးပဲပေါ့နော် availability zone တစ်ခုထဲမှာ private subnet တစ်ခုတည်ဆောက်ပြီးနောက်ထပ် availability zone တစ်ခုထဲမှာကျွန်တော်တို့က public subnet တစ်ခုတည်ဆောက်ပါမယ် private subnet ကကြတော့ 10.0.100/24 ယူထားပြီးတော့ public subnet ကကြတော့ 10.0.1.0/24 ယူပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ဒီ private subnet ထဲမှာလည်း EC2 instance လေးတစ်ခုတည်ဆောက်မယ် public subnet မှာလည်း EC2 instance လေးတစ်ခုတည်ဆောက်မယ်ပြီးရင်သူတို့နှစ်ခုကိုကျွန်တော်တို့က internet သုံးကြည့်ပါမယ်ပုံမှန်အားဖြင့်ဆိုရင် public subnet ထဲမှာကျွန်တော်တို့ကရှိတဲ့ EC2 instance တွေအားလုံးက public IP ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ client set တွေရတယ်ဝင်ရောက်ပြီးချိတ်ဆက်လို့ရပါမယ်ဒါပေမဲ့သူကိုယ်တိုင်ကကြတော့ကျွန်တော်တို့ internet သုံးလို့မရပါဘူးအဲ့တော့သူ့ကို internet သုံးလို့ရစေခြင်းဒီ public subnet ထဲမှာရှိတဲ့ EC2 instance တွေကို internet သုံးလို့ရစေခြင်းကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဒီ main router နဲ့ main route table ထဲမှာကျွန်တော်တို့ရဲ့ public subnet ကိုထည့်ပေးပါမယ်ထည့်ပေးပြီးရတယ်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင် internet gateway လေးတစ်ခုတည်ဆောက်ပါမယ်internet gateway တစ်ခုကိုတည်ဆောက်ပြီးလို့ရှိရင်ဒီ main route table ထဲမှာဒီ internet gateway ကိုသွားဖို့ default route လေးတစ်ခုညွှန်ပြပါမယ် default route ကကြတော့ 0.0.0.0/0 ဆိုရင်ဒီ internet gateway ကိုသွားပါတယ်ကျွန်တော်ညွှန်ထားပါမယ်ဒါဆိုရင် public subnet ထဲမှာရှိတဲ့ EC2 instance တွေအားလုံးက main route table ရတဲ့ internet gateway ကိုဖြတ်ပြီးတော့ internet သုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ private subnet ထဲမှာရှိတဲ့ EC2 instance တွေကြတော့ internet သုံးဖို့ဆိုတာမဖြစ်နိုင်သေးဘူးပေါ့နော်ပြီးတော့သူ client set တွေဖြစ်တဲ့ကျွန်တော်တို့ chart set တွေကနေမှကျွန်တော်ဝင်ရောက်ပြီး access လုပ်တဲ့အခါမှာသူက direct ဝင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုရင်သူ့မှာဘာမရှိဘူးလဲဆိုရင် public IP မရှိပါဘူးအဲ့တော့ကျွန်တော်တို့ကသူ့ကိုဝင်ကြည့်ခြင်းဘယ်ရောက်ဝင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ public subnet ထဲမှာရှိတဲ့ EC2 instance ကနေမှကျွန်တော်တစ်ဆင့်ဝင်ရပါမယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့က jump host လို့ခေါ်တယ်ပေါ့ဒီ EC2 instance တွေကိုကျွန်တော်တို့ jump host လို့လည်းခေါ်တယ်ဒါမှမဟုတ်ရှင် besting host လို့လည်းခေါ်တယ်ပေါ့နော်သူကတစ်ဆင့်ကျွန်တော်ဒီဝင်သုံးပါမယ်သုံးပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့က internet ရမြဆန်းကြည့်ပါမယ် internet မရတဲ့တော့ကြောင့်ကျွန်တော်တို့ internet ရအောင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ public subnet ထဲမှာနောက်ထပ် net gateway ဆိုတဲ့ဟာလေးတိစောက်ပါမယ် net gateway မှာကြတော့ကျွန်တော်တို့ကဘာညွှန်ပြမယ်ဆိုရင်သူကကျွန်တော်တို့ကိုဗာပေးမယ်ဆို AWS ကနေမှ elastic IP address တွေပေးပါလိမ့်မယ်အဲ့ဒီ elastic IP address တွေကဘာလဲဆိုရင် static IP address ဖြစ်ပါတယ် static public IP address ပေါ့ဒါကြောင့်သူကယူလိုက်ပြီဆိုတာနဲ့3333ပတ်စံပေးရပါလိမ့်မယ်ပြီးလို့ရှိရင် private subnet ရဲ့ဒီ subnet တစ်ခုလုံးဗတဲ့ထည့်မယ်ဆိုရင် private route table ထဲမှာထည့်ပါမယ်ဒီ private route table ထဲမှာကျတော့ default route ကိုကျွန်တော်တို့ဘယ်လိုညွှန်မလဲဆိုရင် net gateway ကိုညွှန်ပါမယ် net gateway ကလည်း public subnet ထဲမှာရှိရလို့ကြောင့်သူကအလိုတယောက် internet ရမှာဖြစ်ပါတယ်အဲ့တော့ဒီ EC2 instance တွေကလည်း internet သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် demonstration လုပ်မဲ့ step တွေ number 1ကဘာလုပ်မလဲဆိုရင် VPC အသစ်တစ်ခုဖန်တီးပါမယ်သူ့ရဲ့ site range က 10.0.0.0/16 နဲ့ဖန်တီးပါမယ် step number 2ကကျတော့ကျွန်တော်တို့ဒီ subnet တွေတစ်ခုလုပ်မယ်ပေါ့နော်ပထမ subnet ကကျတော့ 10.0.100/0/24 နဲ့ဒုတိယ subnet ကကျတော့ public subnet ဖြစ်တဲ့ 10.0.1.0/24 ယူမှာဖြစ်ပါတယ်နောက်တစ်ခု step number 3ကကျတော့ဒီ public subnet ထဲမှာကျွန်တော်တို့ EC2 instance တွေတစ်ခုကိုဖန်တီးမယ်ပြီးရင် internet connection ရမြဆန်းကြည့်မယ်သူက public subnet ထဲမှာရှိပေမဲ့လည်း public IP ရှိနေပေမဲ့သူက internet သုံးလို့မရဘူးပေါ့နော်မရတော့ကျွန်တော် number 4ကဘာလုပ်ရမလဲဆိုရင်အဲ့ဒီ public subnet ထဲမှာကျွန်တော်က internet gateway တစ်ခုတည်ဆောက်မယ်တည်ဆောက်ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုရင်ဒီ internet gateway ကိုကျွန်တော်တို့ main route table တွေကိုညွှန်ပါမယ် main route table ကကျွန်တော် default route လေးထည့်ပြီးတော့ internet gateway ကိုညွှန်ပါမယ် number 5ကကျတော့ဒီ private subnet ထဲမှာကျွန်တော်နောက်ထပ် EC2 instance တစ်ခုလုပ်မယ်ပြီး internet connection ရမြဆန်းကြည့်မယ်သူကလည်း private subnet ထဲမှာရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ internet မရပါဘူးမရတော့ကျွန်တော်တို့နံပါတ်6မှာဘာလုပ်မလဲဆိုရင် public subnet ထဲမှာကျွန်တော် net gateway တစ်ခုတည်ဆောက်ပါမယ် net gateway တည်ဆောက်ပြီးရတဲ့နံပါတ်7ကဘာလုပ်မလဲဆိုရင် private route table လေးတစ်ခုဖန်တီးပါမယ်အဲ့ private route table ထဲမှာ default route ဖြစ်တဲ့ 0.0.0.0/0 route ကိုဘယ်လိုထည့်ပေးရမလဲဆိုရင် net gateway router လေးကိုထည့်ပေးမှာဖြစ်ပါတယ်နံပါတ်8ကကြတော့အဲ့ဒီခုနကတော့ကျွန်တော်တို့ private subnet ထဲမှာရှိတဲ့ EC2 instance ကို internet connection ရများဆန်းမှာဖြစ်ပါတယ်နောက်ဆုံးဆင့်ရဆန်းလို့ရမယ်ပေါ့အဲ့တော့နောက်ဆုံးမှာဆိုကျွန်တော်တို့က EC2 instance နှစ်ခုလုံးမှာ internet access ရနေမှာဖြစ်ပါတယ် private ထဲမှာရှိတဲ့ဒီ EC2 ကကြတော့ကျွန်တော်တို့ဓာတ်ရိုက်ဝင်လို့မရပါဘူးသူ့ဝင်ချင်ရင် public subnet ထဲမှာရှိတဲ့ EC2 ကတစ်ဆင့်ပဲဓာတ်ရိုက်ဝင်လို့ရပါမယ် Okay ပထမဆုံးကျွန်တော်တို့ဒီအမျိုးစုံလေးဝင်ပါနော် sign difference ဆိုကနေကျွန်တော်တို့ကျွန်တော်တို့ sign ဝင်လိုက်မယ်ကျွန်တော်တို့ VPC လေးတစ်ခုတိစောက်ပါမယ် VPC ပေါ့နော် VPC ပေါ့ VPC တစ်ခု VPC နိုင်မယ်
အဲ့တော့ PPC အသစ်တစ်ခုလုံးမှာမလို့ကျွန်တော်တို့ PPC ရွေးလိုက်တယ်ပြီးရင်PPC နာမည်ကိုကျွန်တော်တို့ my first PPC လို့ပေးလိုက် create ဒီမှာ PPC only ပဲပေါ့နော်အဲ့တော့ my PPC ပေါ့ my PPC လို့ပေးလိုက်တော့တွေ့ရအောင်ပေါ့နော်ဒီ slider range ကတော့ကျွန်တော်တို့ဒီ diagram မှာပြထားတဲ့အတိုင်းပဲ 10.0.0/16 ပေါ့နော် default တနည်းစီမနှစ်ခုရှိပါတယ် default နဲ့ dedicate နဲ့ default ဆိုတော့0တာတယ်ပေါ့နော် dedicated ဆိုတော့သူကတခြား computer တခြား host ပေါ်မှာသူတင်ပြီးမှလို့ save နဲ့မြောက်တယ်ပေါ့နော်ပြထားပါတော့ create PPC နေမယ်အဲကျွန်တော်တို့ PPC ဒီ my first PPC ပါအဲတော့ကျွန်တော်တို့ဒီမှာဆိုကြည့်လိုက်ပါ my first PPC ပေါ့နော် my PPC ရောက်ပါပြီ PPC ဒါကတော့ဒီ AWS account ကဖန်တီးပေးထားတဲ့ default PPC ပေါ့ဒါကျွန်တော်တို့ရဲ့အသစ်ဖန်တီးထားတဲ့ my PPC region ကတော့ Asia Pacific mobile region ပြီးရင် subnet နှစ်ခုလောက်ပါမယ် network နှစ်ခုပေါ့နော်အဲပထမ network ကတော့ private network PPC ဘယ် PPC လဲဆိုရင် my PPC ဆိုရဲကျွန်တော်တို့ private cloud မှာကျွန်တော်တို့ရဲ့ subnet တစ်ခုတိစောက်ပါမယ်private ပေါ့နော် private subnet SUBNE ပေါ့နော် availability zone ကိုကျွန်တော်တို့ 1A ယူလိုက်ပါမယ်ပြီးရင် site ဒီ PPC ရဲ့ site block ကကျတော့ 10.0.0.0/16 ဖြစ်ပြီးတော့ကျွန်တော်တို့ diagram မှာပြထားတယ်ကျွန်တော်တို့ရဲ့ IP က 10.0.100.0/24 ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီ private subnet ရဲ့ site block ရပါပြီဒီဒီနာမည်တော့လိုက်ပါနော်ပြီးနောက်တစ်ခု public အတွက်လုပ်ပါမယ်အဲ့တော့ PPC ကတော့ကျွန်တော်တို့ my PPC မှာရွေးလုပ်ပါမယ်အဲ့တော့သူလည်းအဲ့လိုပါပဲကျွန်တော်တို့ subnet နာမည်ကို public ပေါ့ PUBLIC တွေ့ရအောင်ဒီမှာ very zone ကကျွန်တော်ခုန 1A ဆို 1B ယူလိုက်ပါ zone နှစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ standard ကတော့ diagram မှာ 10.0.1.0/24 ပေါ့အဲ့သူ့နာမည် public ကိုလည်းဒီနာမည်ပြပါမယ် public subnet ပေါ့နော်PPC ကို3ထားပါ PPC ကျွန်တော်တို့ရွေးထားတဲ့ PPC ကကျွန်တော်ဒီမှာ my PPC Okay subnet တစ်ခုဖြစ်သွားပြီပေါ့အဲ့တော့ subnet တစ်ခုရောက်နေပါပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ PPC private subnet public subnet နှစ်ခုရှိနေပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့နှစ်ခုရပြီကျွန်တော်တို့ဘာလုပ်မလဲဆိုတော့နောက်တစ်ခုကကျွန်တော်တို့ EC2 instant တင်ကြည့်ပါမယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့ကဒီ public subnet ပေါ်မှာကျွန်တော်တို့ EC2 instant တခုတင်လိုက်ပါတော့ client instant အဲ့တော့ဒီမှာဆိုကျွန်တော်နာမည်လေးပေးလိုက်မယ်ပေါ့နော်public ပေါ့ PUBLIC public server ပဲဟုတ် public server နဲ့ပေးလိုက်မယ်ဟို OS ကတော့ကျွန်တော်တို့ Linux Amazon Linux ပဲတင်လိုက်အဲ့ဒါတင် instant တင်ပြီးမယ် keypad အသစ်လုပ်လိုက်မယ်public မလို့ကျွန်တော်တို့ပြောရအောင် public ပဲပေးလိုက်ပါ PUBLIC public ပေါ့နော် public key လို့ဆိုရအောင်နောက် setting မှာကျွန်တော်တို့ရွေးပါမယ်ကျွန်တော်တို့လုပ်မဲ့ EC2 လေးဒီကျွန်တော်တို့ရဲ့ PPC မှာပဲတင်ပါမယ် my PPC private cloud မှာတင်ပါမယ်ဒီ subnet ကတော့ကျွန်တော်တို့ public ကိုရွေးပါမယ်ကျွန်တော်တို့ public ပေါ်မှာကျွန်တော်တို့ EC2 တင်မယ် IP ကို public IP ကို enable လုပ်ထားပါမယ်ဒါမှသာကျွန်တော်တို့ကဒီတင်လိုက်တဲ့ EC2 ဒီ public IP ရမှာဖြစ်ပါတယ်အဲဒီပဲပေါ့နော် security group ကိုကျွန်တော်တို့ပြပါမယ် public access ပေါ့နော်ဒါကြောင့် PUBLIC public access ပြပါမယ်အဲ့တော့ default အဖြစ်ဆိုရင်ကျွန်တော်တို့က Linux တင်လိုက်တာနဲ့ဒီ Amazon ကမလုပ်ပေးလဲဆိုရင်ကျွန်တော်တို့ SSH နဲ့ဝင်လို့ရအောင် SSH protocol ဖွင့်ပေးထားတယ်ပေါ့ကျွန်တော်တို့ကနောက်တစ်ခုက internet ရမရဆန်းကြည့်ကြလို့ကျွန်တော်တို့က security group တစ်ခုလေးတစ်ခုထပ်ထည့်ပါမယ်ဒီမှာ internet ရမရဆန်းကြည့် pin command သုံးပါပဲပေါ့နော် ICMP version 4သုံးပါမယ် anywhere ပေါ့နော်ကြိုက်တဲ့နေရာတွေမှာဆန်းလို့ရအောင် anywhere ယူပါမယ်ပြီးရင် launch instant ယူပါမယ်အဲ့တော့ကျွန်တော်တို့ EC2 instant တွေတစ်ခုလုပ်လိုက်ပြီပေါ့နော်ဒီဘယ်ပုံမှာလဲဆိုရင် public subnet ပေါ်မှာကျွန်တော်တို့လုပ်လိုက်ပါအဲ့တော့ instant အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ရှိပါပြီဒါခုနကျွန်တော် terminate လုပ်ရတာဟာတွေပေါ့ခုလက်ရှိကျွန်တော်စမ်းထားတာလေးပေါ့နော်public server လေး banning ဖြစ်နေတယ်ပေါ့ခဏနောက်တစ်ခုထပ်လုပ်ပါမယ် public IP တွေရောက်နေပြီပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော် private ပေါ့နော် VRIP private server ပေါ့ private server ကြတော့ကျွန်တော်ဘယ်မှာပဲတင်မလဲဆိုလို့ရှိရင်သူလည်း Amazon ပဲယူမှာပေါ့ Amazon ပဲယူလိုက်မယ်ယူပြီးတော့ keypad အတစ်ခုလိုက်မယ်private ပေါ့နော် private key လေးပဲပါမယ် private နော် private key okay great key ပဲ
ပြီးသူလည်း network setting မှာလည်းရွေးပါမယ်ကျွန်တော်တို့ virtual private cloud ကျွန်တော်ရဲ့ virtual private cloud ကိုရွေးပါမယ်ပြီးတော့သူကြတော့ private မှာလည်းမလို့ private subnet ရွေးထားတယ်ပေါ့နော် IP မရှိပါဘူး public IP မရှိမှမလို့ယူမလို့နော် disable ရွေးထားပါမယ်နောက်တော့ security group လေးတစ်ခုလုပ်ပါမယ် private ပေါ့နော် private access ပေါ့ private access ရွေးထားပါမယ်သူလည်းလိုပါပဲ internet ရများစမ်းကြည့်ရင်တော့ security group တစ်ခုလေးထည့်ပါမယ်ဒီမှာ ICMP version 4လေးရွေးပြီးတော့ဒီမှာ suite type မှာ anywhere ရွေးလိုက်ပါမယ်ပြီးတော့ launch instant ရွေးပါမယ်ဒါဆိုကျွန်တော်တို့မှာ EC2 instant နှစ်ခုရှိသွားပြီးတော့ပထမတစ်ခုကပဲအားလဲဆိုလို့ရှိရင်ဒီ public subnet ပေါ်မှာတင်ထားတဲ့ public server ရယ်နောက်တစ်ခုကကျတော့ private subnet မှာတင်ထားတဲ့ private server ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော် instant အဲ့တော့ instant နှစ်ခုရောက်ပါပြီအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် refresh လုပ်လိုက်နော် refresh လုပ်လိုက်ပြီးဒါလေးအောက်နဲ့ဆွဲပြပါမယ်အဲ့တော့နှစ်ခုပေါ့နော်ကျွန်တော်တို့ data ဒီနှစ်ခုပေါ့ဒါတွေပေါ့ကျွန်တော်စမ်းထားတဲ့ဟာတွေပေါ့ဒါတွေ terminate ဖြစ်နေတဲ့ဟာတွေကကျွန်တော်စမ်းထားတဲ့ဟာတွေဒီမှာဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကျွန်တော်တို့လက်ရှိ running ခဏလေးဆောင်လိုက်အဲ့တော့ data မှာ3 view မှာကျွန်တော်တို့ public server မှာရတော့ကျွန်တော်တို့ public IP ရှိရပေါ့နော် private server မှာကျတော့ကျွန်တော်တို့လုံးဝ private IP လုံးဝမရှိပါဘူး public IP လုံးဝမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ public server ကိုကျွန်တော်တို့ site ကြည့်ပါမယ်ကျွန်တော်ရဲ့ site ကနေဝင်ကြည့်မယ်ပေါ့နော် public sorry public server ကို public server ကျွန်တော် site ကနေဝင်ကြည့်ပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီကနေဝင်ကြည့်ပါပေါ့နော် CLS ပေါ့အဲ့တော့ကျွန်တော်ရဲ့ key ကဒီမှာရှိ download အောက်မှာရှိရပါပေါ့ဒီရဲ့အားဆိုပြလိုက်ပါမယ်ဒီဟာဆိုရင်ကျွန်တော်ခုနထည့်ထားတာ public key လားမသိထည့်ထားတယ် PUBIC ဆိုတော့ public ပေါ့နော်ဒီမှာဒါလေးပေါ့နော်ကျွန်တော်ထည့်ထားတယ်ကျွန်တော်ရဲ့ public server ကို search လုပ်ပြီးပြီ CLS ပေါ့နော်ဒီ SSH ကို -i ကျွန်တော်ဝင်ပါမယ်တိုလေးပေါ့နော် public key ဒီလိုရှိရင်ကျွန်တော်တို့ရဲ့ EC2 user name ရ EC2 ပေါ့ EC2 user ကျွန်တော်တို့ချိန်မှာကြတော့ public server ချိန်မှာလို့ public server ရဲ့ IP ကကြတော့ဒီမှာကျွန်တော်ရှိပါတယ်ဒါ public server IP ပေါ့ running ဒါလေးပေါ့နော် public IP address လေးကို copy လုပ်ထားပြီးတော့နောက်ထားပြန်ပေါ့ဒီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဝင်လိုက်ပါမယ်အဲ့ဒါခောက်ပြရမယ်မရရင်ဒီကျွန်တော်ဝင်လို့ရတာဆိုရင်လုံးဝဝင်လို့မရပါဘူးကျွန်တော် public IP ရှိနေတယ်ပဲလေကျွန်တော် SSH protocol နဲ့ဝင်တဲ့အခါမှာဝင်လို့မရဘူးเนาะဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီ public IP ကိုသုံးဖို့ဆိုရင်ကျွန်တော်တို့မှာဒီ VPC မှာဗာတက်ပေးဖို့လိုရတယ်ဆိုရင် internet cable တစ်ခုတက်ပေးဖို့လိုပါတယ်အဲ့တော့မတွေ့လားကျွန်တော်တို့ connective host ဆိုပြီးတော့ connection တိုင်းအောင်ဆိုဖြစ်တာတွေ့ပါလိမ့်မယ်သူကညှင်းပယ်တာမဟုတ်ဘူးပေါ့နော် connection လုပ်လို့သူ connection လုပ်ကြည့်တာမရဘူးပေါ့နော်အချိန်ကုန်သွားတယ်ပြောတာပါအဲ့တော့ကျွန်တော်တို့ internet cable တစ်ခုတက်ပါမယ်အဲ့တော့ဒီမှာဆိုရင် VPC မှာကျွန်တော်တို့ internet cable လေးရှိပါတယ် internet cable တစ်ခုထည့်လိုက်ပါမယ် internet cable တက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ my ပေါ့နော် my box internet cable ပေါ့နော် IT တစ်ခုပြော internet cable တက်ပေါ့နော် my first internet cable တစ်ခုလောက်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ internet cable ကိုကြည့်ပါမယ်ရတော့ပါပြီ internet cable my first internet cable တော့ရောက်ပြီပေါ့နော်ဘယ်မှာ sorry ဒီမှာပေါ့ attach လုပ်ထားတယ်ပေါ့ internet cable ပေါ့ဒါပေမဲ့သူက attach မလုပ်အောင်လေပေါ့နော်ဒါတော့ default DVC အဲ့တော့ကျွန်တော်တို့ attach လုပ်ပါမယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကောင်းမယ်ကျွန်တော်ရဲ့ internet gateway တွေကတဲ့ detect ဆိုတာမတွဲရသေးဘူးလို့ဖြုတ်ထားတယ်ပေါ့နော်ကျွန်တော်တို့ဘာနဲ့တွဲရမလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ VPC နဲ့တွဲပါမယ်အဲ့တော့ကျွန်တော် attached VPC ပေါ့ VPC ကဘယ်သူနဲ့တွဲမလဲဆိုရင်ကျွန်တော်ရဲ့ဒီကောင်လေးပေါ့နော် my VPC နဲ့တွဲလိုက်ပါမယ် attached VPC ပေါ့အဲ့တော့ကျွန်တော် attach ပဲသွားပါပြီအဲ့တော့ကျွန်တော်တို့ပြန်ပြီးဝင်ကြည့်ပါမယ်ကျွန်တော် internet gateway လေးပြန်ဝင်ကြည့်မယ်attach ပဲသွားပြီးတော့နော်ဒီ my first internet gateway လေး attach ပဲသွားပါပြီဒါကတော့ကျွန်တော်တို့ဒီကောင်တော့ချက်တော့ဖြုတ်လိုက်နော်house ဆိုတော့ဖြုတ်လိုက်ပါဒီကျွန်တော်စမ်းထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီမှာတစ်ခုရှိဒီပုံမှာကျွန်တော်ဒါကတော့ခုနကကျွန်တော်တို့လိုက်တဲ့ဟာလေးဒီပုံကကြတော့ဒီ default ပေါ့ကျွန်တော်တို့ VPC ကိုကျွန်တော်တို့ account နဲ့အသစ်ဝင်လိုက်တဲ့အခါမှာဒီကျွန်တော်တို့ Amazon ကနေကျွန်တော်တို့အတွက်ခံပြီးပေးထားတဲ့ default VPC ကိုပေးထားတဲ့ဒီ internet gateway ပေါ့ဒါတော့ကျွန်တော်တို့ကဒီ configuration လုပ်စရာမလိုဘူးလေကျွန်တော်တို့က public IP ကိုသုံးတာနေ internet ရနေတာဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်VPC ကိုဖန်တီးလိုက်တဲ့အခါကျတော့ကျွန်တော်တို့က internet gateway ကိုယ်တိုင်ကိုဖန်တီးပြီးမှရပါမယ်ဒါကြောင့်ကျွန်တော်တို့ကအသစ်ဖန်တီးပေးလိုက်တာပါဖန်တီးပြီးနော်ဖန်တီးပြီးဒီတိုင်းမရသေးဘူးကျွန်တော် route table ထဲမှာထည့်ထားပါမယ်ဒီ internet gateway ကိုချိန်မယ်ပေါ့နော်အဲ့တော့ route table ကိုကြည့်ပါမယ် route table မှာကျွန်တော်တို့ခုနကဖန်တီးလိုက်တော့ကျွန်တော်တို့ရဲ့ my VPC မှာ route table လေးတစ်ခုရှိရပေါ့နော်ကျွန်တော်တို့ရဲ့ my VPC
route table တွေဒီကောင်လေးပေါ့နော်အဲ့ကောင်လေးကျွန်တော်နာမည်ပေးလိုက်ပါမယ်main route table ပေးလိုက်ပေါ့ main main route အဲ့ table ကိုပြင်ပါမယ်အဲ့ table ပေါ့နော်ဒီ table ပြောင်းအဲ့ table မှာ sub နဲ့ association တွဲလိုက်ပါမယ်ဘယ်သူနဲ့တွဲမလဲဆိုရင်အဲ့ table ကိုကျွန်တော်တို့ public နဲ့တွဲပါမယ် public sub နဲ့ကိုယူပါမယ် set association ပြီးရင်အဲ့ route table မှာ route လမ်းကြောင်းတစ်ခုထည့်ပါမယ် edit route ပေါ့နော်လမ်းကြောင်းကပါလဲဆိုလို့ရှိရင်ဘယ်နေရာက access လုပ်လို့ internet gateway ကိုသွားပါလို့ပြောစေချင်လို့ကျွန်တော်က0လေးဒါ default route ခေါ်တာပေါ့နော်ပြီးရင် internet gateway နဲ့ချိန်ပါမယ်အဲ့တော့ internet gateway ကခုနကျွန်တော်တို့ရဲ့ my first ID လို့ရှိပါတယ်ချိန်ပါ save ချိန်ပေါ့နော်လုပ်လိုက်ပါပြီဒါဆိုရင်ကျွန်တော်တို့က internet gateway နဲ့ကျွန်တော်တို့ VPC မှာကျွန်တော်တို့ရဲ့ VPC မှာတက်လိုက်ပြီပြီးရင်အဲ့ဒီ internet gateway ကိုသွားမဲ့လမ်းကြောင်းကိုလည်း route table ထဲမှာကျွန်တော်တို့က default route တစ်ခုထည့်လိုက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ client ဖြစ်တဲ့ Windows ဆက်ကနေကျွန်တော်တို့က public IP ကိုသုံးပြီးဝင်ကြည့်တဲ့အခါမှာဝင်လို့ရမှာဖြစ်ပါတယ်ပြန်ဝင်ကြည့်ပါမယ်ကျွန်တော်တို့ပြန်ဝင်ကြည့်လိုက်ပါတော့ဒီမှာဆိုရင်ဒါဆို okay yes ဖြစ်သွားပြီ yes ပေါ့နော်check ကြည့်လိုက်ရသွားပြီဒါဆိုကျွန်တော်တို့ဒီမှာဝင်လို့ရတော့တာတွေ့ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ 3 view မှာကျွန်တော်တို့ VPC ကို create လုပ်ထားပြီးမယ်လေကျွန်တော်တို့ရဲ့ VPC မှာရှိတဲ့ public subnet မှာ public IP ရှိနေပြီမယ်လေ internet သုံးလို့internet ကကျွန်တော်တို့ client ဆက်ကနေမှာအဲ့ public IP ကိုသုံးပြီးရောဝင်ကြည့်လို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့က internet gateway မတက်ရသေးလို့ပေါ့ခု internet gateway တက်လိုက်ပါပြီအဲ့တော့ तू ကဒီမှာဆိုကျွန်တော်ချိန်လိုက်ပြီနော် 10.0.1.199 နဲ့ချိန်လိုက်ပါပြီအဲ့ဒါပါလဲဆိုရင် public server ရဲ့ private IP ပါဒီမှာဆိုကျွန်တော်တို့ဝင်ကြည့်ပါ public server ရဲ့ကျွန်တော်တို့ private IP ပေါ့နော်ဒီမှာတွေ့ပါလိမ့်မယ် 10.0.1.199 ပေါ့နော်ဒါ public server ရဲ့ private IP နဲ့ तू က order တွေ့ပါလိမ့်မယ်ဒါဆိုကျွန်တော်တို့ဒီ public server ကိုရောက်သွားပြီပေါ့နော် okay အဲ့ဒါနောက်တစ်ဆင့်ကျွန်တော်တို့ကဒီ private instance တစ်ခုကျွန်တော်တို့က private မှာထည့်ထားတယ်ပေါ့နော်ကြည့်အောင်အဲကျွန်တော်ဒီမှာဆိုရင်ဒီကျွန်တော်တို့ဒီမှာ private server ပေါ့နော် running ဒီမှာတွေ့ပါတယ် private server နော်အဲ private server ကျွန်တော်ဝင်ကြည့်ပါ private server running ဖြစ်နေပြီအဲတော့သူ့ကိုကျွန်တော်တို့က refresh တစ်ချက်လုပ်ပြလိုက်အဲတော့ private server နော်အဲတော့ private server လောက်ပါပြီ okay သူလည်း pass ဖြစ်ပြီဆိုရင်ကျွန်တော်ကြည့်လိုက်အောင်နော် private server ဖြစ်သွားပြီသူ့ရဲ့ IP ကကြတော့သူ့မှာတော့ public IP မရှိဘူးပေါ့နော် private IP ကနေဝင်ရပါမယ်ကျွန်တော်တို့ကဒီ private server ကိုကြတော့ public IP မရှိတော့ကျွန်တော်တို့ direct ဒီ Windows ဆက်ကနေဝင်ကြည့်လို့မရဘူးပေါ့တကယ်ဝင်ကြည့်လို့ရစေရင်ကျွန်တော်တို့ဘာလို့သုံးရမလဲဆိုလို့ရှိရင်public IP ရှိထားတဲ့ public server တစ်ဆင့်အဲ့ဒီ private server ကိုဝင်ကြည့်ပါမယ်အဲ့ဒီ GD ကိုကျွန်တော်တို့ AWS မှာဘယ်လိုခေါ်လဲဆိုရင် jump host လို့ခေါ်တာပေါ့ jump host ဆိုတာဒီ host private server ဆိုရဲ host ကိုကြည့်ဖို့အတွက်ကျွန်တော်တို့ကတစ်ဆင့်ငံကြည့်ရတာပေါ့နော် public server ဆိုရဲစက်ကနေတစ်ဆင့်ငံကြည့်ရတော့သူ jump host လို့လည်းခေါ်တယ်ဘယ်လိုခေါ်လဲဆို public server ကိုခေါ်တာ public server ကို jump host လို့လည်းခေါ်တယ် vesting host လို့လည်းခေါ်တယ်ပေါ့နော်သူကနှစ်နည်းလောက်ခေါ်တယ်ပေါ့အဲ့တော့ AWS software တွေမှာဆိုရင်အဲ့ဒီမိကုံအများနဲ့မိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဝင်မယ်ပေါ့နော်အဲ့တော့ဝင်ဖို့အတွက်ဖြစ်နေတာကျွန်တော်တို့ရဲ့ private server ဝင်ဖို့ private key ကဘယ်မှာရှိနေလဲ Windows မှာရှိနေတာခုလက်ရှိဝင်ထားတဲ့ public server မှာအဲ့ဒီ key ကမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ Windows ကိုပြန်သွားပါမယ်ကျွန်တော်တို့ download ချထားတဲ့ Windows ရဲ့ကျွန်တော်တို့ကဒီမှာ private key လေးရှိတယ်ပေါ့နော် private key ကိုကျွန်တော်တို့ open လေးနဲ့ဖွင့်လိုက်ပါမယ်ဖွင့်ပြီးတော့အဲ့ဒီ key တွေအားလုံး control A control C ဆို copy ကူးထားပါမယ် control C copy ကူးမယ်ပေါ့နော် copy ကူးပြီးတော့ကျွန်တော်ဒီမှာပြန်သွားပါမယ်အဲ့ဒီမှာ nano command လေးသုံးပြီးကျွန်တော်တို့ကသူ့ကိုထည့်လိုက်ပါတော့ nano command ဆိုတာဘာလဲဆိုရင်ဒီ text editor တစ်ခုပေါ့နော်အဲ့ nano command private key ဆိုတဲ့နာမည်လေးနဲ့ text editor လေးတစ်ခုဖွင့်လိုက်ပါပြီဖွင့်ပြီးခုနကတော့ကျွန်တော်တို့ Windows က copy ကူးထားတဲ့ဟာလေးကို paste လုပ်လိုက်ပါမယ် paste လုပ်ပြီးတော့ဒီမှာကျွန်တော်သိမ်းလိုက်မယ်သိမ်းရင် control O ပေါ့နော် control key နဲ့ O နဲ့ right out ပေါ့အဲ့တော့ control key နဲ့ကျွန်တော်တို့က O နဲ့ရိုက်လိုက်ပါမယ်သူကဒီနာမည်နဲ့ပဲသိမ်းပါမယ် private key ဆိုတဲ့နာမည်လေးနဲ့ပေါ့နော် yes enter ခောက်ပါမယ် enter ခောက်ပြီးရင်ထွက်ပါမယ် control exit ပေါ့နော် control နဲ့ extend ရိုက်ပါမယ် control key နဲ့ extend ရိုက်မယ်ဒါဆို okay ပါပြီနော်အဲ့တော့ကျွန်တော်တို့ CL လေးရဲ့ clear နဲ့ရှင်းလိုက်ပါမယ်အဲ့တော့ပြန်ဝင်ပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီမှာls-l နဲ့ခေါ်ကြည့်ပါကျွန်တော်တို့မှာဒီမှာ private key လေးရောက်နေပါပြီအဲ့တော့ cat command လေးနဲ့ကျွန်တော်တို့လိုက်ပါနော် cat command လေးနဲ့ဖွင့်ကြည့်လိုက်ပါ private key လေးတော့ sorry private key မှာကျွန်တော် pm ထည့်လိုက်အောင်ပြန်လုပ်လိုက်မယ်နော်အဲ့ဒါကျွန်တော် nano ဆိုပြီးတော့ဒါလေးပြန်ဖြတ်လိုက်ပါminus ပေါ့နော်ဒီဟာဒီ private key ပေါ့နော် sorry private key 1 minus အဲ့ဒါကို private key မရှိတော့အဲ့တော့ nano ဆိုပြီးတော့ဒီဟာဒီ private dash သူက extension ပါမှာပေါ့နော် key.p ခုနကတော့အဲ့ဒါပါလို့အဲ့တော့ control နော်ပြီးရင် control
ပို့လိုက်ပါမယ်အတားထောက်ပဲ control x နဲ့ထွက်လိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော် ls minus ခဲ့တယ်ပြန်ကြည့်ပါမယ်ရောက်ပါပြီ private key နဲ့အဲ့တော့ကျွန်တော်ဒီ public server ကနေမှ private server ကိုလမ်းချိတ်ပါမယ် SSH protocol သုံးမယ် minus i private key.bn pec2-user private server ရဲ့ IP ကြတော့ကျွန်တော်ဒီမှာ copy ယူလိုက်ပါမယ်ဒီမှာ private server เนาะ private server IP ကကျွန်တော်ဒီမှာရှိတယ်10.0.100.32 ပါเนาะအဲ့ဒီ copy ယူလိုက်မယ်ယူပြီးတော့ဒီမှာရေးပြီးတော့အဲ့ဒါထောက်လိုက်တော့တမရဘူးပေါ့နော်မှားနေတယ်တဲ့မှားတော့မဟုတ် refuse လုပ်တယ်ပေါ့နော်yes လုပ်ကြည့်ပါဝင်လို့ရမှာပေါ့နော်ကျွန်တော်တို့ဝင်လို့မရအောင် permission တနိုင်ပြောတာတယ်ဘာလို့လဲဆိုကျွန်တော်တို့က permission ပေးရပါမယ်သူက key တွေအားလုံး read only ပဲပေးခိုင်းတယ်ပေါ့နော်chain mode command နဲ့ကျွန်တော်လေးရပေးပါမယ် user ကို read permission ပဲပေးခိုင်းတယ်ပေါ့ chain mode နဲ့လေးရနဲ့ကျွန်တော်ဝင်ပါမယ်အဲ့တော့ပြရ private key ဆိုပြီးတော့ကျွန်တော် permission ပေးလိုက်ပါပြီဒါဆိုတော့ကျွန်တော်ဝင်ကြည့်လိုက်ပါနော် CLE ရ click ရရှင်းလိုက်ဒါကျွန်တော်တို့ဝင်လို့ရပါပြီ sh minus i d private key .pm ဆိုပြီးတော့ec2-user at ဒါလေးပေါ့နော်အခုကျွန်တော်တို့ private server ဝင်ပါမယ်ဒါကောက်ကြည့်ဒါဆိုရပါပါပြီကျွန်တော်တို့ဝင်လို့ရပါပြီ IP ဘယ်လောက်လဲဆိုရင် 10.0.100.32 နဲ့ကျွန်တော်တို့ private server ဝင်သွားပါပြီအဲ့တော့ public server ကနေမှကျွန်တော်တို့ private server ကိုဝင်တာပါအဲ့မှာ private server internet ရမှကျွန်တော်တို့ pin command လေးသုံးပြီးစမ်းကြည့်ပါမယ်မရဘူးပေါ့နော်ဘယ်လိုမရအောင်လဲဆိုရင်ကျွန်တော်တို့ရဲ့ private subnet ဒီ negative မတက်ရသေးပါဘူးအဲ့တော့ကျွန်တော်တို့ negative ကိုတက်ကြည့်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ control c တွေနှိပ်ပြီးတော့ control z ရပါတယ်exit လုပ်လိုက်ပြန်ဝင်သွားမယ်ပေါ့နော်ဒီမှာဘယ်ကိုပြန်သွားမလဲဆိုရင် public ကိုပြန်သွားမယ် public ကတော့အခုချိန်မှာနည်းနည်းရနိုင်တယ်နည်းနည်းသုံးလို့ရနိုင်တယ်ဒီတိုင်း public လည်းမရဘူးပေါ့နော် public မှာကျွန်တော်တို့ association လုပ်ပါပြီပြန်တော့ Google တော့ permission ကျွန်တော်တို့လည်းကျွန်တော်တို့က site ပြပါမယ် okay ဒါဆိုရင်ကျွန်တော်တို့က EC2 ကိုပြန်တော့မယ် EC2 မှာ route table မှာကျွန်တော်တို့ကခုနကတော့ route ထည့်ထားပြီပေါ့နော် route table မှာ subnet association မှာကျွန်တော်တို့က public subnet နဲ့ချိန်ထားပြီးပြီ okay ဒါပဲเนาะပြီးရင်နောက်တစ်ခုက route table မှာလည်းကျွန်တော်တို့က main route table မှာလည်း route မှာကျွန်တော်တို့က active route မှာကျွန်တော် internet cable လေးထည့်ထားတယ်เนาะကျွန်တော်တို့ check ကြည့်အောင်เนาะကျွန်တော် VPC လေး check ပြန်ကြည့်လိုက် VPC မှာကျွန်တော်တို့ရဲ့ internet cable တွေဒါကောင်လေးပေါ့နော်ဒါ my first IGTP ပေါ့အဲ့ကောင်က cache လုပ်ထားတယ်ကောင်လေးပေါ့အဲဒီကောင်ကပါလဲဆိုရင်ကျွန်တော်တို့ကဒီ APF92 ပေါ့ route table လေးချက်ပြန်ကြည့်လိုက် route table မှာ route မှာ APF92 okay ရပါတယ်ဒါဆိုရင် active ပေါ့နော်00 okay ရပါပြီဒါဆိုရင်ကျွန်တော်တို့လည်းokay တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် is this control C control X sorry control Z Cရအောင်အဲ့တော့ပြင်ကုန်မှာအခုကျွန်တော်တို့ internet ရတယ်ပေါ့နော်ခုနကတော့ကျွန်တော်ဒီမှာဆိုရင် public IP public ရဲ့ private IP နဲ့ဝင်ကြည့်ရအောင် okay ဒါရပါဒါဆိုရင်ကျွန်တော်တို့ကဒီမှာ control ဆက်လုပ်လိုက်မယ်နော်ဒါရပါ okay ကျွန်တော်တို့ဒီ private ကို internet ရအောင်လုပ်ပါမယ် private ကိုခုနကတော့ကျွန်တော်တို့ဝင်ကြည့်တော့မရဘူးပေါ့နော်အဲဆိုရင်ခုနပြန်တစ်ချက်ပြန်ဝင်ကြည့်လိုက် sh minus i and private key.bn ဆိုပြီးတော့ ec2 ဒါ private ကိုဝင်မှာပေါ့နော် ec2-user at private ရဲ့ IP ကဒီမှာ private server IP sorry နော် box switch ချလိုက် private server ရဲ့ IP ကနော်မမဲရင်ပေါ့နော်ဒီမှာ 10.0.100.30 ခုနချိန်ထားပြီးသားပြန်ဝင်ကြည့်လိုက်ရအောင်ပုံစံနဲ့ရောက်နေပေါ့နော် private server ဟို Google ပင်ကြည့်ပါမယ်ပင်ဆိုပြီးတော့ Google internet ရမရပေါ့ဒီ server internet သုံးလို့ရမရကျွန်တော်တို့မရဘူးเนาะမရအောင်ဆိုကျွန်တော်တို့စာဒါဆိုကျွန်တော်တို့ net gateway လေးတစ်ခုတိစောက်ပါမယ် VPC ကိုပြန်သွားမယ် VPC မှာမှကျွန်တော် net gateway ရှိပါတယ် internet gateway ပေါ့နော် net gateway အသစ်လုပ်ပါမယ်အဲ့တော့ဒီမှာ net gateway မှာ my ng2 ပေါ့ပြလိုက်ပါမယ်
subnet ကတော့ကျွန်တော်တို့3 view မှာဒီ net gateway တွေအားလုံးက public မှာပဲထားပါမယ်ကျွန်တော်ရဲ့ခုနကတော့ diagram မှာလည်းကျွန်တော်ပြထားတယ်ပေါ့နော်ဒီ public subnet မှာပဲထားပါမယ် private မှာသွားထားလို့မရပါဘူး public နော် net gateway အဲ့တော့သူ့ကိုကြတော့ကျွန်တော်တို့ဗာပြရမယ်ဆိုရင် elastic IP ပြရမယ် elastic IP ဆိုတာပါလဲဆိုရင်ကျွန်တော်တို့ဒီstatic IP address ပေါ့သူက3333ပတ်စံပေးရပါလိမ့်မယ်နော်ကျွန်တော်ယူလိုက်ပြီဆိုတော့အပြင်မှာဆိုရင်ဒီ3333ပတ်စံပေးရပါလိမ့်မယ်သူက cost ရှိတယ်ပေါ့နော်မသုံးမဲ့ယူပြီးရတယ်3333ပတ်စံပေးရတယ်လို့ပေးလို့ရတယ် static ပေါ့နော်သူက public IP ပါ 3.111.27.83 ပေးတယ်ပေါ့နော်ရပါပြီအဲ့တော့ဒီနာမည် make gateway နော် gateway တစ်ခုတိစောက်တဲ့အခါမှာသူကဆရာကျွန်တော်တို့ဒီ private IP address ပါပေးလိုက်တယ်ပေါ့နော်ဒီမှာ net gateway ကိုကြည့်ပါ private IP နော်ကျွန်တော်တို့ net gateway ဒီမှာဒီ dash ပေါ့ဒီမှာဒီပေါ့နော်ကျွန်တော်ကောင်းလေးပေါ့နော်ဒါကတော့ဒီကောင်ကတော့ခုနကကျွန်တော်ဆန်းထားတဲ့ဟာလေးပေါ့နော်ပန်နေမှာခဏဆောင်လိုက်ပါမယ်ဒါဆို route table လည်းကျွန်တော်ထည့်လိုက်ပါမယ် route table တစ်ခုလုံးအောင်မှာပေါ့နော်ဒီ private အတွက်လည်း route table တစ်ခုလုံးအောင်မယ် free route table အဲ့တော့ကျွန်တော်တို့ private table ပြရအောင်ဒီ private route table ပြလိုက်ပါသူကြတော့ PPC ကကျွန်တော်တို့ရဲ့ my PPC မှာယူရမယ်ဟုတ်ပါနော်ဒီနာမည်ပေါ့နော် route table ယူရမယ် route table ကိုရေးပြီးမလုပ်မယ်ဆိုရင်အဲ့ route table ကိုကျွန်တော်တို့ကဒီroute တစ်ခုထည့်ပါအောင်နော် subnet နဲ့ association လုပ်ပါမယ်ကျွန်တော်တို့ route table မှာဘယ်သူနဲ့တွဲမလဲဆိုရင်ကျွန်တော်တို့ subnet နဲ့တွဲပါမယ် network နဲ့ပေါ့နော်ကျွန်တော်တို့ network ဖြစ်တဲ့ private subnet နဲ့တွဲပါမယ် association ပြီးကျွန်တော်တို့အဲ့ route table မှာကျွန်တော် route တစ်ခုထည့်ပါမယ်လမ်းကြောင်းတစ်ခုပေါ့နော်အဲ့ route ကပါတယ်ဆိုရင် default route ပေါ့ default route ကိုကျွန်တော်တို့ဘယ်လိုညွှန်ခိုင်းပြီး net gateway ကိုသွားပါလို့ညွှန်ကြတယ်အဲ့တော့ net gateway ပေါ့ net gateway ကျွန်တော်တို့ထည့်ထားပြီးသားရှိပါတယ် MNN ရွေးလိုက်မယ်ရွေးပြီးရင် save ချိန်လိုက်ပါဒါဆိုကျွန်တော်တို့ route table မှာလည်းထည့်ထားပြီးပြီ route table မှာထည့်ထားပြီးပြီရပြီနော် route မှာလည်းထည့်ထားပြီးပြီကျွန်တော်တို့မှာ net gateway လည်းရှိပြီဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီကောင်ပြင်ကြည့်ပါမယ်။အဲ့ဒါကျွန်တော်ပြန်ဝင်ပါနော် control 6အဲ့တော့ဒီမှာဆိုရင်ပြင်ကြည့်ပါမယ်။ဒါကျွန်တော်တို့ရဲ့ private ပြင်ကြည့်ပါမယ်။နားဆောင်ကြည့် control ဆက်ပါတော့ hand right နော် basic လုပ်လိုက်ပါမယ်။ okay ဒါဆို basic ထည့်လုပ်ပါမယ်။ဒါကျွန်တော်ရဲ့ဘယ်ရောက်ပါတော့ private ကိုရောက်နေအောင်နော်။ကျွန်တော်ပြန်ဝိုက်ပါမယ်။ message shape မှာ IPR private ကိုပြန်အောင် private key.def ပြီး ec2-user at ဆိုပြီးတော့ private IP private server private IP ရကျွန်တော်ဒီမှာဆိုရင်10.0လို့တရားလို့31ပါ okay ဒါလည်းရပါနော်ပေါ်တော့ပါပြီ private server ကိုရောက်နေပြီပေါ့နော်အဲ့တော့ Google ကိုပြင်ကြည့်ပါမယ်ကျွန်တော်တို့ခုနက connection ဘာလို့ configuration လုပ်ထားပြီဆိုတော့လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ကဒီ private server မှာရှိတဲ့ဒီ computer တွေကိုကျွန်တော်တို့ကဒီ internet ရစေခြင်းဘာလုပ်ပေးရမလဲဆိုရင် net gateway တစ်ခုကြီးစောက်ပေးရမယ်အဲ့ net gateway ကိုအတွက်ကျွန်တော်တို့ route သူရဲ့ private router ထဲမှာ net gateway ကိုသွားမယ်အကြောင်းတစ်ခုထည့်ပေးရမယ်ဒါဆိုရင်ကျွန်တော်တို့ internet သုံးလို့ရပါပြီ okay ဒါဆိုရင် private ရော public ရောကျွန်တော်တို့ internet သုံးမှရပါပါပြီ access လုပ်လိုက်မယ်ဒါဆို access ကတော့ public order access လုပ်ပါမယ် okay ကျွန်တော်တို့ public ကိုပြန်ရောက်လာတာတွေ့ပါလိမ့်မယ်ဒီထားဆိုအဆင်ပြေပါပြီအဲ့တော့ဒီ level ရွေးချယ်ကပါတယ်ဆိုရင်ကျွန်တော်တို့က VPC အသစ်တစ်ခုဖန်တီးမယ်ပြီးရင်အဲ့ဒီ VPC မှာကျွန်တော်တို့က subnet နှစ်ခုလုပ်လိုက်တယ်ပေါ့ public subnet ရယ် private subnet ရယ် public subnet ကကျတော့ IP public IP ရအောင်လုပ်ထားပြီးတော့ private ကကျတော့လုံးဝ IP public IP လုံးဝမရအောင်လုပ်ထားတယ်ပေါ့နော်မရှိဘူးပေါ့မရဘူးပေါ့အဲ့တော့ public network မှာကျွန်တော်တို့ကကွန်ပျူတာတစ်လုံးထည့်လိုက်ပြီးဆိုရတယ်သူကအလိုလျောက်တကယ်သူက public IP ကိုအဲ့ကွန်ပျူတာ public IP ကိုသုံးလို့ရတယ်ပေါ့ဒါဖြစ်နေတာကျွန်တော်တို့ကအဲ့လိုသုံးဖို့ဆိုလို့ရှိရင်ဘာလုပ်ပြရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က internet gateway တစ်ခုထည့်ပြီးလို့လိုပါတယ်အဲ့တော့ public ဆိုလို့ရှိရင် internet gateway တစ်ခုထည့်ပေးရမယ်ထည့်ပြီးမလုပ်ရမယ်ဆိုရင်အဲ့ဒီ public ရဲ့ route table ထဲမှာကျွန်တော်တို့က default route ဖြစ်တဲ့ 0.0.0.0/ ကို0ကျွန်တော်တို့ဘယ်ကိုညွှန်ပေးရမလဲဆို internet gateway ကိုညွှန်ပေးရမယ်အဲ့ဒါ public subnet မှာရှိတဲ့ computer တွေအတွက်ပါနောက်တစ်ခုက private subnet မှာရှိတဲ့ computer တွေအတွက်ကြာဘာလုပ်ပေးရမလဲဆိုရင် internet ရဖို့ဆိုလို့ရှိရင်တို့ကဘာလုပ်ပေးရလဲဆိုရင်ကျွန်တော်တို့ကပေါ့နော်ဒီ net gateway တစ်ခုတိစောက်ပေးရတယ် net gateway တစ်ခုတိစောက်ပြီးကျွန်တော်တို့မှာ3 view မှာ elastic IP address တစ်ခု AWS ကပေးရပေါ့နော်အဲ့ဒီ elastic IP address ဒီ static IP address ဖြစ်တဲ့ကြောင့်မလို့အပြင်မှာဆိုပတ်စံဖြတ်ပါလိမ့်မယ်3 သိဖြစ်စေမ3 သိဖြစ်စေယူလိုက်တာနဲ့သူကပတ်စံဖြတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့ private route table တွေတစ်ခုဖန်တီးတယ်အဲ့ private route table ထဲမှာကျွန်တော်တို့ခုနကတော့လောက်ထားတဲ့ net gateway ကိုသွားဖို့လမ်းကြောင်းလေးညွှန်ထားတယ်ပေါ့ဘယ်လိုညွှန်လဲဆိုတော့ default route ဖြစ်တဲ့ 0.0.0.0/0 net gateway ကိုသွားပါဆိုပြီးတော့ route လမ်းကြောင်းလေးတစ်ခုထည့်လိုက်တယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က private subnet မှာရှိနေတဲ့ computer တွေအားလုံးက internet သုံးလို့ရပါလိမ့်မယ်
နောက်တစ်ခုကprivate server ကိုကျွန်တော်တို့ဝင်ချင်ရင်ပေါ့နော်ကျွန်တော်တို့ client set ဖြစ်တဲ့ Windows တို့တခြားကဘာရဲ့တနေရာကနေမှဝင်ချင်တယ်ဆိုကျွန်တော်တို့ direct ဝင်ကြည့်လို့မရပါဘူးသူ့ဝင်ချင်ဘယ်ကနေဝင်ရမလဲဆိုရင် public server ရဲ့ public IP ကနေဝင်ရပါမယ်အဲ့လိုတစ်စက္ကန့်ဝင်ရတဲ့အတွက်ကြောင့်ပို့ပြီး secure ဖြစ်တယ်ပေါ့နော်ကြီးရတယ်ကျွန်တော်တို့တစ်ခုခွဲထားတယ်ပေါ့ပို့ပြီး secure ဖြစ်တယ်အဲ့လို public ကနေမှ private ကိုဝင်တဲ့အတွက်ကြောင့်အဲ့ public ကိုကျွန်တော်တို့ public server မှာဘယ်လိုခေါ်လဲဆိုလို့ရှိရင် jump host လို့လည်းခေါ်တယ် custom host လို့လည်းခေါ်ပါတယ် okay ဒါဆိုတော့ဒီသင်ခန်းစာပြပါပြီ